ရက်နေ့မနေ့ချက်တဲ့ကျွန်တော်ရဲ့လက်ရလေးပါခင်ဗျာနေ့လည်စာစားမယ်ဒါရမနေ့စာစားမယ်ဒါညတော့ချက်ထားတဲ့ဟာဆိုတော့နေ့လည်ထိတော့မကောင်းဘူးပေါ့ဗျာအဲ့ဒါမနေ့စာတော့သူစားမယ်ပြီးလို့ရှိရင်နေ့လည်စာစားမယ်ဒီနေ့ကတော့အလောက်ကမနေ့နဲ့နေ့လည်ဝယ်ကျွေးမဲ့နေထားတော့ရှိပါတယ်ကျွန်တော်ရဲ့အပုံဆုံးချက်ထားပါတာပါချက်ကြောချက်ကင်ကိုဒီနေ့စားမှာပါခင်ဗျာချက်ကင်စားမှာပါဒီညပါရတာပါမနေ့စားပါခင်ဗျာကိန်းဆောင်မဲ့မြို့ရဲ့ဈေးမှာဝယ်စားပါတယ်ခင်ဗျာလမ်းမှာဝယ်စားပါတယ်သမင်းတပကန်စားတာမဝအောင်အဲ့ဒါဒီမှာထပ်စားတယ်7မှာမဟုတ်ထပ်စားတယ်နိုးရတဲ့ဘူးထပ်စားတယ်မနေ့9နာရီရနေပြီးတော့မနေ့စားပြီးတော့နေ့လယ်2နာရီခွဲမှာပြန်စားတယ်အဲ့ဒါမနေ့စားတဲ့ကွယ်စောင်းဝင်လိုက်တာတော့ပြောနေဒီလူနာဘလို့လူလာနဲ့မသိဘူးတအားစောင်းဝင်ရကြပါခင်ဗျာတနေ့ကုန်ပယံပဒလေးစားပြီးတော့ညဆောင်ဒီဟာပဲစားတော့မယ်အဲ့ဒါမတဲတဲ့ဟာဒီမှာစပစ်တီးပါသေးတယ်စပစ်တီးလှနေတဲ့အခါကျတော့ဒီမှာစားကျင်လို့လှနေတဲ့အခါကျတော့စိတ်ရမထိနိုင်ဘူးဝဲလာလှနေတာဒီပန်းတီးလေးတွေလုံးသေးလေးတွေကိုစားကျင်နေတယ်အသီးတွေမြင်တာနဲ့အသီးမစားရတာ10လောက်ရှိပြီကွာစားတာ10လောက်ရှိပြီအဲ့ဒါအသီးအများစားကျင်နေတယ်ဒီအေးကိုပြန်ရောက်တဲ့အခါမှာတတိယလည်းစီးပေါ်ဝယ်စားတယ်တခြားနေရာမှာစီးရမှာပေါ်စပစ်တီးလည်းလှလိုက်တာဈေးရတယ်ပေါ်တယ်ကွာအဲ့ဒါညစားပါခင်ဗျာမနေ့စားပါခင်ဗျာကျိုးနှလုံးပါမယ်ပြုတ်ထားတယ်ဒီကွေကာပလေးပေါ့ဗျာအဲ့ဒါစီချူတရားလေးနဲ့ထုတ်တက်ထားပါတယ်မနေ့စားမှာပါခင်ဗျာပြီးလို့ရှိရင်ဒီဟာလေးလည်းနည်းစားဖြစ်မယ်ဒီပန်းတီသေးလေးလည်းစားဖြစ်မယ်ချင်းလေးစားကောင်းတယ်ဟုတ်တယ်မနေ့စားပါမတဲစားဝယ်ရတယ်မတဲစားကြပါခင်ဗျာဒီနေ့က2ရက်နေ့ဩဂတ်2026ပါခင်ဗျာဒါကိုယ်တိုင်ချက်ထားတဲ့ငါပလတ်တူငါ့ကိုချင်းဆန်းလာပါတယ်ခင်ဗျာပြင်ကျိုးနှလုံးနဲ့ရုပ်တည်တည်နဲ့ပြုတ်ထားပါတယ်ခင်ဗျာအဲ့ဒါနေ့လည်းစားမယ်ခင်ဗျာအလုပ်တည်းမှာပါခင်ဗျာညစာပါခင်ဗျာပတ်တူငါနဲ့အဲ့လိုချစ်စားပါတယ်ထမင်းမပါဘူးနာမဝယ်စားပါတယ်ခင်ဗျာမနေ့စားထပ်စားပါတယ်မနေ့ကကိုယ်ကတစ်ခွက်နဲ့ကျုပ်နှလုံးစားပြီးတော့ဆေးတောက်လာပါပြီအဲ့ဒါကိုဒီမှာလမ်းမှာထိုင်ပြီးဝယ်စားပါတယ်ခင်ဗျာဒါလေးဝယ်စားပါတယ်ဒီမှာညစာလိုနေ့လည်စာလို9နိုင်ထိုးသွားပြီနေ့လည်စာအလုပ်ကမပြီးလို့ခမင်းတော့မစားပြဘူးခု9နိုင်မှစားတယ်အလုပ်မပြီးသေးဘူးဆက်အောင်မိုက်စားလို့ဒါကိုယ်တိုင်လုပ်ထားတာပါဒီတမင်းကဝယ်တာပါဒီအချောင်းကဝယ်တာပါဒါကိုယ်တိုင်ညပြင်လာတဲ့ငါပါမနေ့စာနဲ့နေ့လည်စာပါခင်ဗျာကိုယ်တိုင်ချက်ပါတယ်အခုကမနေ့စာပါပါငါတက်တာသမင်းချက်တဲ့ငါတက်တာဟောက်ထလိုက်တယ်ကွာဒါကျုံကျော်တဲ့
printed တပူပါဒါမနေ့စားတဲ့နေ့လေးငါပေါင်းနေပါတယ်ခင်ဗျာငါတမရီပေါင်းငါတမရီပေါင်းပါခင်ဗျာရတာပါခင်ဗျာမနေ့ချလိုက်စားမှာပါခင်ဗျာငါပေါင်းတဲ့ဒီလိုမျိုးအရွယ်တွေထည့်ထားပါတယ်ခင်ဗျာရတာပါခင်ဗျာမနေ့စားငါဒီလေးစားဆိုင်ဝေးဆိုင်မှာဝင်စားပါတယ်ခင်ဗျာမနေ့စားပါခင်ဗျာဒါအေးရလုပ်ခဲ့တဲ့အားပါခင်ဗျာဒီပရိဒီညစားပါခင်ဗျာဆိုင်မှာဝင်စားပါတယ်ခင်ဗျာလတ်နာတယ်လေပါခင်ဗျာဒီမှာကြည့်တပကန်တမဲတပကန်စားတာမဝါလို့နောက်တပကန်သတ်စားတယ်အိုးဒီလူနာဒါစားဝင်တာဒါနှစ်ယောက်စားဖြစ်သွားပြီသူများဆိုဒီပကန်ပဲကုန်လာလေပြီးပါပြီအမှဒီပကန်တခြားလူတွေဆိုဒီအားတက်ဒီတပကန်ဆိုရင်ဒီပကန်ဝါပြီဒီတပကန်ဆိုတပကန်ဝါဆိုငါနှစ်ယောက်ကစားနေနှစ်ယောက်စားနေတယ်ဒီမှာကြည့်နှစ်ပကန်လောက်ပြောင်းသွားတာကြည့်အဲ့ဒါတော့ဘိုက်ကမဝသေးဘူးဒီမှာကြည့်နဲ့တက်စားအောင်မှရှာစားအောင်မှဝယ်စားအောင်မှဈေးဆိုင်ချက်သွားပြီအဲ့ဒီနှစ်ပကန်ပြောင်းသွားပြီတော့မှဘိုက်ကမဝသေးဘူးနဲ့စားပါခင်ဗျာဒီစတော့ကကြည့်တာပါကဖဲဟုတ်ဒီမှာထားပေးထားပါတယ်ဒီစတော့ကကြည့်တာပါဒီလိုလေးဒီဆက်လေးပါဆက်လေးစမှာရှိပါတယ်ဒါမနေ့စားလေးကိုအဲ့လိုလာပြီးတော့ဆုံးနေပါတယ်ဒါမတက်စားလားဒါကျွန်တော်တွေ့ရမတက်စားပါနေ့လေးစားပါခင်ဗျာစိတ်ရောကန်တင်းမှာဝယ်စားပါတယ်ခင်ဗျာအဆိုးကောင်းတယ်ဆက်ကောင်းတယ်ငါပေါင်းတကောင်ချက်ပါတယ်ခင်ဗျာအခုညပြန်ရောက်တာငါပေါင်းတကောင်ဖိစီမှာဝယ်ပြီးတော့ချက်ပါတယ်အဲ့ဒါသူညပုံတော့စားမယ်ဒီမနေ့ကျရင်စားမယ်ဘာအကောင်ကြီးဒီကောင်အဲ့ဒါတယောက်တည်းပဲလေအဲ့ဆိုတော့ဒီကြီးလေးတော့လုံးဝမကုန်နိုင်ဘူးနေစုံနေကြီးရတော့စားအမေရွက်လေးတွေထည့်ထားပါတယ်ရုံးမီသီးလေးထည့်ထားပါတယ်အရွက်ပေါအောင်ဆိုပြီးတော့ညစားပါခင်ဗျာဒီမှာငါးကောင်းကြီးငါပေါင်းငါးကောင်းကြီးဒါအချင်းချင်းပေါ့ဗျာအချင်းချင်လာတယ်ကိုယ်လုံးစားမှာပါဒီစားသူစားပြီးလို့ရှိရင်ငကမောက်ကြီးစားမှာပါခင်ဗျာလောအိတ်ချနေပြီစကကြီးတဲ့ကော်ဖီလေးပါကော်ဖီနှစ်ထုပ်3 in 1နှစ်ထုပ်ထည့်တာဒါမတဲစားကျွန်တော်အတွက်မတဲစားပါနှစ်ထုပ်ဖြော်တာနှစ်ထုပ်ကသေးပဲအားမရဘူးအဲ့ဒါနှစ်ထုပ်ဖြော်လိုက်တယ်ဒီလိုလေးဒီရီဆော့မှာအများတန်းလာတဲနေတာ
reservation မှာအများနဲ့လာတဲနေပါတယ်မတဲစားမနဲ့စားပါခင်ဗျာဒီပါတော့တော့ခိုင်မာစီရ24တောင်ရှိတယ်24 30ခဏခါရှိတယ်30ခဏရခဏရှိတယ်ဒီအားကျတော့14ရခိုင်တော့14ရခိုင်တော့နဲ့အားလည်းမတော်ဘူးကြားတယ်ညနေဒီနဲ့စီတောက်မယ်မနေ့ကော်ဖီနဲ့ထောက်တော့တောက်ထားပြီးပါပြီကမနဲ့စားပါခင်ဗျာဒီလည်းစားပါခင်ဗျာညစာကင်းနေပါလေခင်ဗျာချက်သားကင်းကျေးရင်အောင်ပါစီဖယ်ပြီးတော့ကင်းနေပါတယ်ညစာတော့ကုန်တော့မကုန်မနေ့စားမနေ့နဲ့ညနေစားမှာပါဆက်စားပါခင်ဗျာဆက်ပါလေခင်ဗျာညလည်းပါပါခင်ဗျာဒါကိုယ်တိုင်လုပ်ပါခင်ဗျာ cheese လည်းထည့်ထားပါတယ်မတက်စားလေးပေါ့ဒီလည်းစားပါခင်ဗျာ3နိုင်ထိုးပါပြီဒီလည်းစားတာ3နိုင်ထိုးပါပြီအလို့လည်းပြင်ပန်းလိုက်တာအလုတ်ကပြန်လမ်းမှာမတက်စားလေးဝယ်ကြပါတယ်ဒီမှာကားတစ်စီးကပြက်နေလို့အဲ့ဒါမှစောင်းဝိုင်းစောက်နေရတယ်